ဝမှာအရေးကြီးပြီးတော့တည်တင်တာလေးတစ်ခုပြောချင်တယ်ကိုယ့်ရဲ့အားထုတ်မှုတွေအကျိုးမဲ့မဖြစ်ဖို့ကိုယ့်ရဲ့ချမ်းသာမှုတွေအကျိုးမဲ့မဖြစ်ဖို့ကိုယ့်ရဲ့ကျမ်းမာတန်ဆွမ်းမှုတွေအကျိုးမဲ့မဖြစ်ဖို့ကိုယ်ရနေတဲ့လူအဖြစ်ရနေမှုတွေအကျိုးမဲ့မဖြစ်ဖို့ကိုယ့်ရဲ့အသက်ရှင်သန်နေမှုတွေအကျိုးမဲ့မဖြစ်အောင်သိထားစရာလေးတွေကိုပြောပြချင်ပါတယ်အဲ့ဒါတွေကနံပါတ်1မသုံးရမစွဲရစူဆောင်းယုံတက်တဲ့ဆိုရင်စီးပွားဥစ္စာကိုကြိုးစားရှာဖွေရကြုံမနှက်ဘူးကြိုးစားရှာဖွေထားတဲ့စီးပွားဥစ္စာတွေဘလောက်ပဲပေါ်များနေနေကိုလည်းမသုံးရဝန်းကျင်လည်းမကူရမလှူရစူဆောင်းယုံတက်တဲ့ဆိုရင်တော့အဲ့ဒီစီးပွားဥစ္စာရဖို့ကြိုးစားအားထုတ်ရမှုဟာကြိုးစားအားထုတ်ရကြုံမနှက်ဘူးဒါကြောင့်ကိုကြိုးစားရှာဖွေထားတဲ့စီးပွားဥစ္စာတွေကိုကြိုးစားရှာဖွေအားထုတ်ရကြုံနှက်အောင်ကိုနဲ့ဝန်းကျင်အတွက်ကောင်းကျိုးဖြစ်အောင်သုံးတတ်ဖို့လိုတယ်။နံပါတ်2ဇီဝဥစ္စာတွေကြိုးစားရှာဖွေထားလို့ဘလောက်ပဲချမ်းသာနေပါစေ။ကျမ်းမာရေးနဲ့လဲယူထားတဲ့ချမ်းသာမှုကလည်းချမ်းသာရကြုံမနှက်ဘူး။ကြိုးစားရှာဖွေထားလို့ဇီဝဥစ္စာတွေဘလောက်ချမ်းသာလို့ဘယ်လိုတိုက်တာဥယျာဉ်ချမ်းမြေတွေဘယ်လိုဇိမ်ခံစရာတွေနဲ့ပဲပြည့်စုံနေပါစေ။လူကျမ်းမာရေးနဲ့လဲယူထားတာဆိုရင်လူကျမ်းမာရေးတွေဆုံးရှုံးပြီးမှရထားတာဆိုရင်အဲ့ဒီချမ်းသာမှုဟာလည်းချမ်းသာရကြုံမနှက်ဘူးစီဝါချမ်းသာဖို့ထက်လူကျမ်းမာရေးကအရေးကြီးတယ်ဆိုတာပြောချင်တာပါပဲဒါကြောင့်ဘယ်တော့မှကျမ်းမာရေးအဆုံးရှုံးခံပြီးစီဝါမရှာပါနဲ့နံပါတ်3ကိုယ်ခန္ဓာကျမ်းမာခြင်းဟာအရေးကြီးတယ်လို့ဆိုပေမဲ့လေကိုယ်ကျင်တရားပြက်ပြားနေသူရဲ့ကိုယ်ခန္ဓာကျမ်းမာတန်ဆွမ်းခြင်းဟာလည်းလောကမှာကောင်းကျိုးမများနိုင်ဘူးကျမ်းမာခြင်းသည်လက်တစ်ပါးဆိုတဲ့အတိုင်းလူကိုယ်ခန္ဓာဟာဘလောက်ကျမ်းမာရေးတွေကောင်းလို့ဘလောက်ကိုယ်ခန္ဓာတန်ဆွမ်းနေပါတယ်လို့ဆိုပါစီကိုချင်းတရားပျက်စီးနေတာဆိုရင်ခိုးဆိုးတိုက်ခိုက်လူရဲ့ဖြစ်စီမူရရန်ငါနေတာဆိုရင်အဲ့ဒီသူရဲ့ကိုယ်ခန္ဓာကျမ်းမာတန်ဆွမ်းနေခြင်းဟာလေလောကမှာအကျိုးမများနိုင်ဘူးဒါကြောင့်ကိုယ်ခန္ဓာကျမ်းမာဖို့ထက်ကိုချင်းတရားကောင်းမှုကပိုအရေးကြီးတယ်ဆိုတာလေသိစေချင်ပါတယ်နံပါတ်4အကြောင်းအကျိုးအကောင်းအဆိုးမသိတဲ့လူအဖြစ်ဟာလည်းတန်ဖိုးမရှိနိုင်ဘူးမနုဿတဘာဝဒုံလဘလူအဖြစ်ရတာတန်ဖိုးရှိတယ်လူအဖြစ်ဟာရခဲ့တယ်လူဖြစ်လာရတာဟာအကျိုးသိမ့်များတာပဲလို့ဆိုကြပေမဲ့လည်းအကြောင်းအကျိုးအကောင်းအဆိုးခွဲခြားဝေဖန်ပိုင်းခြားသိတတ်တဲ့ပညာဉာဏ်မရှိဘူးဆိုရင်လေအဲ့ဒီလူရဲ့လူအဖြစ်လူဘဝရနေခြင်းဟာအကျိုးများတယ်လို့မဆိုနိုင်ဘူးဒါကြောင့်ငါလူဖြစ်ရနေပြီငါလူဖြစ်နေပြီဆိုရင်ကျေနပ်မနေပါနဲ့တကယ်လူဖြစ်ရကြုံနှက်အောင်လူပြီးသားတဲ့လူဖြစ်အောင်လှုပ်တဲ့မလှုပ်တဲ့ပြောတဲ့မပြောတဲ့သွားတဲ့မသွားတဲ့စားတဲ့မစားတဲ့စတဲ့အကြောင်းအကျိုးအကောင်းအဆိုးများကိုခွဲခြားသိတတ်အောင်ကြိုးစားအားထုတ်လေ့လာကျင့်သုံးတဲ့နဲ့နံပါတ်5သာသနာတော်နဲ့တွေ့ကြုံရတာသိပြီးတော့တန်ဖိုးကြည့်တာပဲဆိုပေမဲ့ဖះအဆုံးမှမသိသူဖះအဆုံးအမတွေကိုမရသူဆိုရင်လဲသာသနာတော်နဲ့တွေ့ကြုံရကြမနှက်ဘူးသာသနာတော်ကြီးနဲ့တွေ့ဆုံကြုံကြရတာဘလောက်အကျိုးများပါတယ်ဘလောက်တန်ဖိုးကြီးပါတယ်လို့ဆိုနေကြပေမဲ့လေသာသနာရဲ့အဆုံးအမကိုမသိဘူးသာသနာရဲ့အဆုံးအမကိုမရဘူးဆိုရင်အဲ့ဒီသူရဲ့သာသနာတော်နဲ့တွေ့ကြုံရတဲ့အဖြစ်ဟာသာသနာတော်နဲ့တွေ့ကြုံရကြမနှက်ဘူးဒါကြောင့်သာသနာတော်နဲ့တွေ့ကြုံရကြနှက်အောင်သာသနာတော်ရဲ့အဆုံးအမတွေကိုနာယူမှတ်သားကြင်ကြံဖို့လဲပြောချင်ပါတယ်နံပါတ်6အသက်ရှည်ရှည်နေရတာကောင်းတယ်လို့ဆိုပေမဲ့လူငြိမ်းချမ်းမှုမရရှိပဲအသက်ရှည်ရှည်နေရတာလဲအသက်ရှည်ရကြမနှက်ဘူးနှစ်ပေါင်း90တရာအသက်ရှည်ရှည်နေရတာကံကောင်းလိုက်တာလို့ဘယ်လိုပဲဆိုးနေပါစေတရားအတိကိုမသိဘူးလူငြိမ်းချမ်းမှုကိုမရရှိဘူးအမြဲပူလောင်ဆင်းရဲနေရတာဆိုရင်လေဘဝမှာအသက်ရှည်ရကြမနှက်ဘူးဒါကြောင့်ဘဝမှာအသက်ရှင်းနေသမျှကာလလေးမှာငြိမ်းငြိမ်းချမ်းချမ်းလေးနဲ့ရှင်သန်နေနိုင်မှုကြိုးစားအားထုတ်ပါအားလုံးအတူချုပ်ရရင်တော့ကြိုးစားရှာဖွေထားတဲ့စီဝါမသုံးမဆွဲရနှမျောနေရင်ကြိုးစားရကြမနှက်ဘူးကျမ်းမာရေးအဆုံးရှုံးခံပြီးရလာတဲ့ချမ်းသာမှုဟာလည်းချမ်းသာရကြမနှက်ဘူးကိုကျင်တရားပျက်စီးနေတဲ့ခန္ဓာကိုကျမ်းမာတန်ဆွမ်းမှုဟာလည်းကျမ်းမာတန်ဆွမ်းရကြမနှက်ဘူးအကောင်အဆိုးပါခွဲခြားမသိ
လူဘဝရနေခြင်းဟာလေလူဘဝရနေရကြမနှက်ဘူးမငြိမ်းမချမ်းပူလောင်စွာနဲ့အသက်ရှည်ရှည်နေရခြင်းဟာလေအသက်ရှည်ရကြမနှက်ဘူးအားလုံးဘယ်ဟာမှအကျိုးမဲ့မဖြစ်အောင်ကြိုးစားအားထုတ်နိုင်ကြပါစေ